လူသက်သမားကသူ့ရဲ့ညာဘက်လက်ကျိုးနေတယ်လို့ဟန်ဆောင်ပြီးလက်ပတ်စီးထားတဲ့အထဲမှာတနက်ကိုဖွက်ထားခဲ့တဲ့သူ့အစီအစဉ်ကရိုးရှင်းတဲ့ဗီတက်ကလထိုင်နဲ့တွာလာနေတဲ့ချမ်းသာတဲ့လူတစ်ယောက်ကိုတပ်ပြီးစုချင်းငွေအမြောက်များကိုရယူကအနားယူဖို့ပဲသူပြစ်ခတ်တော့မဲ့အချိန်မှာပဲအဝိတ္တနေရာကနေနောက်ထပ်လူသက်သမားတစ်ယောက်ပေါ်လာတယ်သူကစွမ်းအားမြင့်ရိုင်ဖယ်တနက်ကိုအသုံးပြုပြီးပြစ်ခတ်လိုက်ရာပြစ်မဲ့ရဲ့နှလုံးကိုတိတိကျကျထိမှန်သွားတယ်အဲ့ဒီနောက်လူတွေထိတ်လန့်ပြီးပြေးလွှားကြတယ်လို့ကိုရန်တော်တွေကလည်းလူသက်သမားကိုနေရာအနှံ့လိုက်ရှာကြတယ်စတောင်းလို့ခေါ်တဲ့ပထမလူသက်သမားကထွက်ပြေးဖို့ကြိုးစားနေတဲ့ဒုတိယလူသက်သမားကိုတန်ရှင်းရေးဝန်ထမ်းဖြစ်အသွင်ပြောင်းထားတာတတိထားမိသွားတယ်သူ့ရဲ့စုချင်းငွေလက်လွတ်တော့မယ်ဆိုတာသိလိုက်တာနဲ့စတောင်းကပြစ်ခတ်ဖို့အကောင်းဆုံးနေရာကိုရှာပြီးတနက်ပစ်လိုက်ပေမဲ့ပြစ်ချက်လွဲသွားတယ်ဒုတိယလူသက်သမားကလည်းပြန်လဲပြစ်ခတ်လာတာကြောင့်နှစ်ယောက်စလုံးအကာအကွယ်ယူပြီးတယောက်ကိုတယောက်အခွင့်အရေးကောင်းရင်တက်ပစ်ဖို့စောင့်နေကြတယ်အဲ့ဒီအချိန်မှာကိုရန်တော်အများပြားကဒုတိယလူသက်သမားကိုဝိုင်းလိုက်ကြတယ်ဒါပေမဲ့သူက3စက္ကန့်အတွင်းမှာပဲသူတို့အားလုံးကိုလင်းမြန်စွာပြုတ်ချနိုင်ခဲ့တယ်စတောင်းကဆက်ပြီးပြစ်ခတ်နေခဲ့ပေမဲ့သူရင်ဆိုင်နေရတာဟာတကယ်ကျွမ်းကျင်တဲ့လူသက်သမားတယောက်ဖြစ်ကြောင်းသိလာတယ်ထူးဆန်းတာကဒုတိယလူသက်သမားကတော့စိုးရိမ်နေမဲ့အစားဒီစိန်ခေါ်မှုကိုပိုပြီးသဘောကျနေပုံရတယ်မကြခင်ရဲကားနှစ်စီးရောက်လာပြီးထွက်ပြေးမဲ့လမ်းကိုပိတ်ဆို့လိုက်တယ်ပြစ်ခတ်မှုကြားထဲပိတ်မိသွားတဲ့ဒုတိယလူသက်သမားကရဲတွေစီလက်နက်ချဖို့ရဲရဲဝုန်းဝုန်းဆုံးဖြတ်လိုက်တယ်စတောင်းအနေနဲ့လည်းဆက်လက်တိုက်ခိုက်ဖို့မဖြစ်နိုင်တော့တာကြောင့်နောက်ဆုတ်လိုက်ရတဲ့နောက်ဆုံးမှာရဲတွေကဒုတိယလူသက်သမားကိုဖမ်းဆီးပြီးခေါ်ဆောင်သွားခဲ့တယ်